တရုတ်နိုင်ငံမှာအလွန်ကြီးမားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပွားတော့မှာပါဟက်ကာတယောက်ဟာတရုတ်ကွန်မြူနစ်ပါတီစီကနေထိပ်တန်းလျှို့ဝှက်ချက်အချက်လက်10ပီတာဘိုက်ကိုခိုးယူသွားခဲ့ပါတယ်ဒါဟာ Epstein ဖိုင်တွေအဆုတ်တော်ပုံထက်အစာပေါင်း1000ပုံမူကြီးမားပါတယ်အခုဆိုရင်ရှီကျင်းဖျင်ဟာအဲ့ဒီဟက်ကာရဲ့ခေါင်းပေါ်ကိုစူကြေးငွေအမေရိကန်ဒေါ်လာ10သန်းထုတ်ပြီးတကမ္ဘာလုံးအတိုင်းအတာနဲ့လိုက်လံဖန်ဆီးနေပါသည် iPhone အလုံးပေါင်း2000နဲ့ညီမျှတဲ့အချက်လက်အများပြားကိုလွန်ခဲ့တဲ့6ရက်က Flaming China လို့ခေါ်တဲ့ဟက်ကာက Deep Web ပေါ်မှာတင်ပြီးရောင်းချခဲ့လာကြောင်းတရုတ်ကွန်မြူနစ်ပါတီတစ်ခုလုံးတုံ့လုံခြောက်ချသွားခဲ့ရပါတယ်ခိုးယူခံရတဲ့အချက်လက်တွေထဲမှာတာဝေးဖြစ်ဒုံးကြီးစနစ်တွေရဲ့အသေးစိတ်ပုံစံထုတ်ချက်တွေနဲ့မြေအောက်ဒုံးကဝိုင်စနစ်တွေတီးစီနေတဲ့နေရာအတိအကျတွေပါဝင်နေပါတယ်ဒါအပြင်ဘန်ဒါကြီးအစီရင်ခံတွေနဲ့တင်ထရင်ငုအသင်းပေါ်တိုက်လေရင်စတဲ့စစ်ရွေးဆိုင်ရာပိုင်ဆိုင်မှုတွေလည်းပါဝင်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးကတော့ရှီကျင့်ထင်အာဏာရလာတဲ့2018ခုနှစ်ကနေ2026ခုနှစ်အထိတရုတ်ကွန်မြူနစ်ပါတီရဲ့အလွန်ထိခိုက်လွယ်မှုတဲ့လျှို့ဝှက်ချက်တွေရှီကျင့်ဖင်ရဲ့လုပ်ငန်းခွင်အချိန်စရာတွေနဲ့သူ့ရဲ့ကျန်းမာရေးမှတ်တမ်းတွေအထိပါဝင်နေလာပဲဖြစ်ပါတယ်ထောက်လှမ်းရေးအေဂျင်စီအချို့ဟာအချက်လက်တွေမှန်ကန်မှုရှိမရှိစစ်ဆေးဖို့အတွက်အမေရိကန်ဒေါ်လာ6000အသုံးပြုပြီးအချက်လက်အစိတ်အပိုင်းအမဲငယ်ကိုဝယ်ယူကြပါတယ်ရလဒ်တွေကတော့အတော်လေးကိုအံ့အားစရာပါပဲ Flaming China ပေးလိုက်တဲ့အချက်လက်တွေရဲ့99%ဟာမှန်ကန်ပြီးတိကျနေပါတယ်အခုချိန်မှာတော့ CIA, Mossad နဲ့ MI6 လိုမျိုးထိပ်တန်းထောက်လှမ်းရေးအေဂျင်စီတွေဟာအချက်လက်အားလုံးကိုတအူးမူပိုင်ဝယ်ယူနိုင်ဖို့အတွက် Flaming China နောက်ကိုအပြင်းထန်လိုက်လံစုံစမ်းနေကြပါတယ်